အားလုံးပဲမင်္ဂလာပါဒေါက်တာဇော်မှာအရေးပြလှပနဲ့မျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်မက genital candidiasis လို့ခေါ်တဲ့ဒါအမျိုးသမီးအင်္ဂါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါရာရန်နာတွေမှုဆွဲတဲ့အကြောင်းတွေကိုအသေးစိတ်ဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်ဒီနေ့တော့ genital candidiasis ကိုပဲကျွန်မအစပြောမှာဖြစ်တဲ့အတွက်ဒီ candidiasis လို့ခေါ်တဲ့မှုရောဂါ infection အကြောင်းနဲ့ပတ်သက်ပြီးတော့စသိချင်တာဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပထမဗီဒီယိုကိုကြည့်ရှုပေးဖို့လည်းပြောကြားလိုပါတယ်ဒီနေ့ကတော့ genital candidiasis ကတော့ဒါ private parts လို့ခေါ်တဲ့အမျိုးသမီးအင်္ဂါအမျိုးသားအင်္ဂါတွေမှာဖြစ်တတ်တဲ့မှုရောဂါတစ်မျိုးအကြောင်းဖြစ်ပါတယ် candida albicans လို့ပဲခေါ်ပါတယ်ဒီမှုကြောင့်ပဲဒီ genital candidiasis တွေဖြစ်ပေါ်စေတာပါအဓိကလက္ခဏာတွေအားဖြင့်တော့ genital candidiasis ခံစားရပြီးဆိုရင်ဒါအမျိုးသမီးတစ်ယောက်ဆိုလဲသူကအမျိုးသမီးအင်္ဂါကနေ vaginal discharge လို့ခေါ်ရဲပေါ့နော်အဖြူလိုမျိုးခန့်နှစ်အရည်မျိုးတွေစီးစင်းတာအမျိုးသမီးအင်္ဂါအနားမှာမခံမရနိုင်အောင်ရားရန်တာတွေနောက်ပြီးရင်ပူတာမျိုးတွေကိုခံစားရပါတယ်နောက်တစ်ခုကတော့ sexual intercourse လို့ခေါ်တဲ့မိမိရဲ့ partner နဲ့လိင်ဆက်ဆံတဲ့အခါမျိုးတွေမှာလည်းdiscomfort ပေါ့နော်နာတာစိတ်မသက်သာမှုကိုခံစားရတာကိုယုံကြည်မှုလျော့နေတာတွေကိုခံစားရနိုင်ပါတယ် genital candidiasis တွေကအမျိုးသားအင်္ဂါမှာခံစားရတယ်ဆိုရင်တော့အမျိုးသားတွေဟာစီးသွားတဲ့စီးလန်းကြောင်းတစ်လျှောက်မှာအဖြူလိုအရေခက်ပြခန့်နှစ်တွေထွက်နေတာမျိုးစီးလန်းကြောင်းတောက်လျှောက်နာကျင်နေတာမျိုးရားရန်တာမျိုးပူတဲ့ sensation ရှိတာမျိုးတွေကိုခံစားရနိုင်ပါတယ်ဒီတော့ကျွန်မကဒီဗီဒီယိုရဲ့ဒီနေရာနေစပြီးတော့ကျွန်မအဓိက highlight လုပ်သွားမယ်view ကတော့ဒါ genital candidiasis ကိုမှ vaginal candidiasis လို့ခေါ်တဲ့ဒါအမျိုးသမီးအင်္ဂါမိမကိုတွေမှာရရန်ခြင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲအဓိကထားပြီးပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီတော့ vaginal candidiasis လို့ခေါ်တဲ့မိမကိုမှာဖြစ်တဲ့မှုရောဂါ infection အကြောင်းကိုစပြောမယ်ဆိုရင်ကျမတို့ကအမျိုးသမီးတွေရဲ့အင်္ဂါနဲ့ပတ်သက်တဲ့အကြောင်းကိုစပြောရမှာဖြစ်ပါတယ်အဲ့တော့အမျိုးသမီးအင်္ဂါမှာကျမတို့က lactobacilli လို့ခေါ်တဲ့ဒီ microbes လေးရှိရပေါ့နော်ဒီကောင်တွေဟာဒါအမျိုးသမီးအင်္ဂါကိုကျန်းမာနေအောင်ဒီပေါ့ moisturize လို့ခေါ်တဲ့ဆိုနေတဲ့ environment ဖြစ်အောင်အနံ့ဆိုးတွေမထွက်အောင်ကာကွယ်ပေးထားတဲ့ bacilli လေးတွေပဲဖြစ်ပါတယ်ဒီတော့ဒီ lactobacilli တွေနည်းလာပြီးရော့နေလာပြီးမရှိတော့ဘူးပျက်စီးပြီဆိုရင်တော့ကျမတို့ကဒါ candidiasis လို့ခေါ်တဲ့မှု infection တွေစဖြစ်တော့မှာပဲဖြစ်ပါတယ်ဒီတော့ဒီ lactobacilli လေးတွေရဲ့အဓိကအလုပ်ဆောင်ချက်ကသူက exit ထုတ်ပေးပြီးတော့ကျမတို့ရဲ့ဒါအမျိုးသမီးအင်္ဂါတစ်ခုမှာရှိထိုက်တဲ့ pH level ကိုညှိပေးနေရပဲဖြစ်ပါတယ်ဒီတော့ဒီ lactobacilli တွေပြုံးလာအောင်နည်းလာအောင်လုပ်နိုင်တဲ့အလေးကျင့်တွေရှိပါတယ်ဒီလိုလေးကျင့်မျိုးတွေကိုမိမိအနေနဲ့လှုပ်ဆောင်မိနေတယ်ဆိုရင်လည်းဆင်ခြင်ပေးဖို့လိုပါတယ်ဒါမှသာမိမကိုခဏမှုပိုးဝင်တာရားရန်တာတွေတက်တာသွားမှာဖြစ်တယ်ပေါ့နော်ဒီတော့ lactobacilli ရော့နေသွားအောင်လုပ်နိုင်တဲ့အမှုချင်းတွေမှာပထမဦးဆုံးကတော့ဒါအမျိုးသမီးအတွင်းခံတွေဖြစ်တဲ့ underwears တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်မပြောကြမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကအတွင်းခံဝတ်ဖို့ရွေးချယ်တဲ့နေရာမှာအတွင်းခံခက်ကြက်တွေကိုဝတ်ဆင်ခြင်းထက်လေဝင်လေထွက်ကောင်းပြီးတော့ဒီနေရာလေးကိုပေါ့နော်လေဝင်လေထွက်ကောင်းပြီးတော့ကျမတို့ပေါ့ပါနဲ့ချွေးစုံတွေရဲ့ cotton သားလိုမျိုးခြီသားလိုမျိုး underwear တွေကိုရွေးချယ်ဝတ်ဆင်ပေးခြင်းကအမျိုးသမီးကျန်းမာရေးပိုင်းဆိုင်ရာအရာပို့ပြီးတော့တင်တော်ပါတယ်ဒုတိယတစ်ခုကတော့ဒီ underwear တွေကိုဒီ cleaning ပေါ့နော်ကျမတို့တန်ရှင်းလုပ်တဲ့နေရာမှာဖြစ်ပါတယ်underwear အများစုကိုကျမတို့ကတစ်ခါတလေကြာရင်လေအဝတ်လျှော်ဆက်ပြာပေါ့ဒီအစွန်းချွတ်တဲ့ဆက်ပြာတွေနဲ့လျှော်တာမျိုးကိုမလုပ်သင့်ဘူးဒီအမျိုးသမီး underwear တွေကနုညံ့တာဖြစ်တဲ့အတွက်ဒီ soft fabric တွေကိုလျှော်တဲ့ဆက်ပြာအပြည့်အမျိုးအစားမျိုးကိုအသုံးပြုသင့်တယ်ဒုတိယတစ်ခုအနေနဲ့ကဒီအမျိုးသမီးတွင်းခံလေးတွေကပေါ့နော်ကျမတို့နေပူလှမ်းတာတေချာမီးပူထိုးပြီးမှဝစ်တာမျိုးအကျင့်လုပ်တတ်ပါတယ်အတွင်းခံပဲလူမမြင်ရဘူးဆိုပြီးတော့လျှော်လိုက်တယ်တေချာချအောင်ကျမတို့မလန်းဘူးနည်းနည်းခက်ဆိုတွေကိုပြန်ဝင့်မိနေတာမျိုးမီးပူမထိုးဘဲနဲ့ကျမတို့ကဒီတိုင်းပဲခောက်လိုက်ပြီးတော့ပြန်ဝင့်မိနေတာမျိုးအဲ့လိုအလေးချင်းတွေကိုလုပ်နေတယ်ဆိုရင်လည်းဒါတွေဟာ lactobacilli တွေကိုယုံနေလာစေနိုင်ပြီးတော့ candidiasis လို့ခေါ်တဲ့မှုဖြစ်ခြင်းကိုခဏအားပေးနေမယ်ဆိုတာကိုသတိထားသင့်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ကျမတို့ကဒါဝစ်ဆန်ခြင်းနဲ့မဆိုင်တော့ဘူးပေါ့နော်ဒီအမျိုးသမီးအင်္ဂါနာကိုကျမတို့ဆက်ပြသုံးခြင်းနဲ့ဆက်နွယ်ပါတယ်တချို့ကကြတော့မိမကိုဒီလိုမျိုးမှုဖြစ်တာခဏရောင်ရမ်းနေရရန်နေတာတွေဟာတကူရီတကာရမတန်ရှင်းလို့ဖြစ်တာလို့အထင်လွန်သွားပြီးအတန့်လွန်တဲ့အခါမျိုးမှာလည်း lactobacilli တွေပြုံးသွားခြင်းဖြစ်ပေါ်နိုင်ပါတယ်တကယ်တော့ကျမတို့ရဲ့ဒီ vaginal parts လို့ခေါ်တဲ့အမျိုးသမီးအင်္ဂါနာတွေဟာဆက်ပြသုံးစရာမလိုပါဘူးရေတန်းနဲ့တေချာစီးကြောပေးမယ်ဆိုရင်ဒါအငြင်းကြီးတွေကင်းစင်မှာပဲဖြစ်တယ်အနံဆိုးတွေလည်းမထွက်ပါဘူးဘာလို့ lactobacilli ဟာအနံဆိုးတွေမထွက်အောင်သူ့ဘာသူကာကွယ်ပေးထားပြီးဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကဒီ vaginal parts နေရာတွေကိုတန်ရှင်းလောက်ရ
မှာဆက်ပြလုံးဝမလိုပါဘူးကိုတိုက်ဆက်ပြလည်းတိုက်စရာမလိုပါဘူးရေတန်းနဲ့သာဆေးပေးဖို့လိုပါတယ်နောက်တစ်ချက်ကအမျိုးသမီးအင်္ဂါနေရာတွေကိုတန်ရှင်းလုပ်တဲ့နေရာရဲ့ပုံစံဖြစ်ပါတယ်ကျမတို့ကအမျိုးသမီးအင်္ဂါကိုတန်ရှင်းလုပ်ပြီးရင် front to back လို့ခေါ်တဲ့အရှိရနဲ့အနောက်ဘက်ကိုသွားတဲ့ပုံစံနဲ့သာတန်ရှင်းပေးရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အရှိရောအနောက်ကောကိုတိုက်ချင်တယ်လို့ပုံစံမျိုးနဲ့တိုက်တဲ့အခါမှာဒီလက်တိုဘတ်စလိုင်းနေတယ်မကခုနလိုနေနေတဲ့ကန်ဒီတာအက်ပီကန်ဒီတာမလိုလားအပ်ပဲနဲ့ဝင်သွားပြီးတော့ဒီမိမကိုမှုဆွဲခြင်းပြဿနာကိုပေးစွမ်းနိုင်တယ်ပေါ့နော်ဒါကြောင့်စက်ပြသုံးစရာလုံးဝမလိုဘူးရေတန်းနဲ့ဒါဆေးပေးဖို့လိုတယ်ဆေးတဲ့အခါမှာလည်း position မှန်ဖို့လိုတယ်ကျမတို့ front to back လို့ခေါ်တဲ့အရှိရနေအနောက်ဘက်ကိုဆေးကြောတဲ့ပုံစံမျိုးနဲ့ဒါသွားပါမယ်ဒီတော့ဒီလက်တိုဘက်စလိုင်းတွေရောနေသွားနိုင်တဲ့အကြောင်းအရာတွေမှာတော့ဒါကျမတို့ candidiasis ရဲ့ general video ဖြစ်တဲ့အရှိ video မှာပြောခဲ့သလိုပဲဒါ overuse of antibiotic ပြန်ပါပါတယ်ပရိစီဝါပိုးသက်ဆေးတွေကိုကျမတို့ဒါမလိုလားအပ်ပဲနဲ့ကြာရှည်ကြီးကိုယ့်ဘက်ကိုတောက်သုံးမိနေတာမျိုးအလွန်အကျွန်းသုံးဆွဲမိနေတဲ့အခါမျိုးမှာလည်း lactobacilli တွေရောနေနိုင်တဲ့ genital candidiasis တွေပိုဆိုးလာနိုင်ပါတယ်ထို့အတူကျမတို့ကဒါကိုဝင်ဆောင်နေတဲ့အချိန်တွေပြီးရင်ဒီ hormone replacement therapy လို့ခေါ်တဲ့ hormone ဆေးတွေတောက်သုံးနေရတယ်သားဆက်ချားဆေးတောက်နေရတဲ့အခါမျိုးတွေမှာလည်း genital candidiasis တွေကိုအားပေးနိုင်တယ်ဆိုတာမှတ်ထားရပါမယ်နောက်တစ်ခုကတော့ဒါအမျိုးသမီးမှာလည်းကျမတို့ဒါ immune ဒါချထားတဲ့ဆေးတွေတောက်သုံးနေရတဲ့အချိန်တွေရှိလာနိုင်တယ်နောက်တစ်ခုက chemotherapy လို့ခေါ်တဲ့ cancer ဆေးတွေတောက်နေရတဲ့အချိန်မျိုးမှာလည်း genital candidiasis ကဖြစ်ပွားနိုင်တာပါပဲအဲ့တော့ဆိုးဝါးမိမိရဲ့အမျိုးသမီးအင်္ဂါပိုင်းဆိုင်ရာတွေမှာပုံတံမှန်မှန်နဲ့အရေးတွေထွက်နေတယ်အရန်ရားရန်လာတယ်ဆိုရင်ဘယ်အချက်တွေကမှားယွင်းနေလဲဆိုတာကိုပြန်ကြည့်ရမယ်တကယ်လို့တချို့အချက်လေးတွေကတချို့ဆေးရည်ဆိုကျမတို့ညင်းလို့မရဘူးပေါ့တောက်သုံးနေရတာမျိုးရှိတယ်ကိုယ့်ရဲ့ကျန်းမာရေးရပါတော့အဲ့လိုအချိန်မျိုးဆိုလဲဒါကျမတို့ကဆရာဝန်တွေနဲ့ပြန်တိုင်ပင်ပြီးတော့ဒီ candidiasis လေးတွေတက်တာသွားအောင်တစ်ဖက်ကနေဘယ်လိုတောက်ဆေးလေးဆေးမျိုးနဲ့သွားမလဲပေါ့နော်အဲ့လိုမျိုးပြန်တိုင်ပင်ပြီးတော့ genital candidiasis ကိုတက်တာသွားအောင်ပျောက်ကင်းသွားအောင်ကုသမှုယူလို့ရပါတယ်ရှင်ကျမကဒီနေ့ဗီဒီယိုထဲမှာဒါဒီ helpful tips ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်အရေးပြားပေါ်မှာ candidiasis လို့ခေါ်တဲ့မှုရောဂါ infection ခံစားနေရပြီဆိုရင်ကျမတို့practice တွေထဲမှာပေါ့နေ့စဉ်လုပ်နေကြ daily activities ထဲမှာရောဘယ်လိုမျိုးလှုပ်ဆောင်ချက်လေးတွေကအကူအညီဖြစ်မလဲဆိုတာကိုဒီ genital candidiasis ဗီဒီယိုလေးမှာကျမထည့်ပြောပေးပါမယ်ဒီလှုပ်ဆောင်ရမယ့်အချက်လေးတွေက genital candidiasis ခံစားရမှမိမကိုမို့ဆွဲခြင်းခံစားရမှာမဟုတ်ပါဘူးမိမိရဲ့အရေးပြားပေါ်မှာ candidiasis လို့ခေါ်တဲ့ fungal infection တွေခံစားနေရတယ်ဆိုရင်လိုက်လို့ရမှာဖြစ်ပါတယ်ကျမတို့ကဆိုးတဲ့အဝတ်အစားတွေဟိုမှာဂျင်ဆော့တယ်ချွေးတွေအရန်ထွက်ထားတဲ့အဝတ်အစားသို့မဟုတ်ကျမတို့ရေကူးတယ်ပေါ့နော်ရေကူးပြီးတော့စိုနေတဲ့အဝတ်အစားတွေနဲ့အကြာကြီးနေနေတာမျိုးကိုရှောင်ရှားရပါမယ်ကိုလှုပ်ရှားရှိတဲ့အလုပ်လုပ်ပြီးတဲ့အခါမှာမြန်ဆန်ပဲစိုနေတဲ့အဝတ်အစားကိုခန္ဓာကိုယ်ကနေအမြန်ဆုံးပေါ့နော်ဖယ်ရှားပေးဖို့လှုံ့ဆော်တင်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ဒါခြေအိတ်ဝတ်တတ်တဲ့ဆိုရင်ကျမတို့ရဲ့ခြေအိတ်တွေနောက်ပြီးတော့ရင်ဒီ underwear တွေကိုပေါ့နော်ပုံမှန်ခုနလိုပဲတေချာလျှော်တာပုံမှန်လဲပေးတာမျိုးလုံးဆောင်တဲ့နေပေါ့နော်မလျှော်ဘဲနဲ့ခဏပြန်ဝတ်တဲ့အလေးအချင်းမျိုးတွေဟာ candidiasis ဖြစ်ပွားခြင်းကိုအားပေးပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ရာသီဥတုပူပြီးတော့နည်းနည်းပေါ့နော်ဟိုရာသီဥတုပူပြီးတော့ချွေးထွက်များတဲ့ကာလတွေမှာကျမတို့ကအဝတ်ခန္ဓာကိုယ်ပေါ့နော်ကြက်တဲ့အဝတ်စားတွေထက်ဆိုင်ရင်ချွေးဆုပ်ပြီးတော့ပေါ့ပါနဲ့လေဝင်လေထွက်ကောင်းတဲ့အဝတ်စားမျိုးတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျမတို့ကဒီ candidiasis လို့ခေါ်တဲ့မှု infection ခံစားထားတဲ့နေရာတွေကိုဖြစ်နိုင်ရင် chemical လုံးဝမပါတဲ့အနံ့မပါတဲ့ gentle soap လို့ခေါ်တဲ့ပေါ့နော်စက်ပြအပျော်စားလေးအသုံးပြုပေးခြင်းကအသင့်တော်ဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျမတို့ကကိုနေ့စဉ်စားနေရတဲ့ diet plan တွေမှာ probiotic လို့ခေါ်တဲ့ဖြည့်စွက်စာတွေကိုတောက်သုံးပေးလို့ရပါတယ်တကယ်လို့ကိုက candidiasis လို့ခေါ်တဲ့မှုရောဂါ infection ကိုခဏ repeated infection ခံစားနေရတဲ့သူဆိုရင် probiotic supplement တောက်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့မိမိရဲ့ပုံမှန် diet ထဲမှာဒါကျမတို့ကတကြားစားတဲ့ပမာဏကို short ချပေးရမှာပဲဖြစ်ပါတယ်တကြားစားသုံးခြင်းကခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဒီ microbes တွေဖြစ်တဲ့ bacteria တွေ fungi တွေကိုယောဂအဖြစ်ပြောင်းလဲသွားခြင်းကိုအရန်အားပေးပါတယ်ဒါကြောင့်မိမိဟာဥမာဝက်ချန်တွေအရန်ထွက်နေတာ bacteria infection လိုမျိုးပိုးခဏဝင်တတ်တာ fungal infection တွေအဖြစ်များနေတယ်ဆိုရင်မိမိရဲ့နေ့စဉ် daily diet မှာကျမတို့အချိုပမာဏကို short စားသင့်ပါတယ်ဒီလိုအချက်လေးတွေကိုလှုံ့ဆော်ပေးခြင်းအဖြစ်လဲမိမိရဲ့ normal flora မှာအသက်ရှင်တဲ့ candida albicans တွေယောဂအဖြစ်ပြောင်းလဲသွားခြင်းကို short ချပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီတော့ဒီနေ့မှာတော့ကျမရဲ့လင်ရတဆင့်ကူးစက်တဲ့အရေးပြားယောဂဟုတ်သလားမဟုတ်ဘူးလားဆိုတော့
ဒီ title အောက်မှာကျွန်မခေါင်းစဉ်၄ခုကိုပြောခဲ့ပြီးဖြစ်ပါတယ် syphilis ဆိုတဲ့ကာလသားယောဂပိုးရဲ့ wax ဆိုတဲ့ကြွက်နို့တွေအကြောင်းရဲ့ herpes လို့ခေါ်တဲ့ရေယုံတွေအကြောင်းရဲ့ candidiasis လို့ခေါ်တဲ့မှုယောဂအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုတွေကိုစိတ်ဝင်စားတဲ့ဆိုရင်လည်းကျမတို့အောက်မှာ link တွေပြန်ချထားပါမယ်ဗီဒီယိုတွေတစ်ခုချင်းစီပြန်လဲကြည့်ရှုနိုင်ပါတယ်ဒီနေ့ကျမဆွေးနွေးသွားတဲ့ genital candidiasis လို့ခေါ်တဲ့မိမကိုမှုဆွဲခြင်းနဲ့ပတ်သက်ပြီးကို့မှာအတွေ့အကြုံတွေရှိတယ်ကုသမှုတွေလုပ်ခဲ့ပေမဲ့ထိရောက်ခဲ့လားမထိရောက်ခဲ့လားဒီလိုအကြောင်းအရာတွေနောက်ပြီးကျမပြောသွားတဲ့တချို့တော့ပေါ့နော်အလေးအကျင့်တွေနဲ့ကိုယ်နဲ့သွားတိုက်ဆိုင်နေတာမျိုးတွေရှိတယ်ဆိုရင်လည်း comment တွေမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်အဲ့တော့ဒီခေါင်းစဉ် title ကြီးကနေလည်းအသိပညာဘုဒ္ဓတာတွေအများကြီးရောက်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲတရားလှပသောအရေးပြားတစ်စုံပိုင်ဆိုင်နိုင်ကြပါစေရှင်ဒေါက်တာဇော်ပါ